ခါတီးတဲ့ခန်းစားချက်တွေကလည်းပဲအရန်ခက်ခဲတဲ့အရာပဲဖြစ်ပါတယ်ဒါကို patient ဖို့ဆိုတာကလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးဒါပေမဲ့နော်တောင်သူတယောက်ကသူ့ရဲ့တပန်းပီနာမကောင်းတော့ဘူးနော်ဦးနေပြီအသီးလည်းမပေးတော့ဘူးဆိုရင်သူခုတ်မှာပဲနော်စိတ်ဆုံးဖြတ်ချက်ချပြီးတော့သူခုတ်မှာဖြစ်တယ်အမြင့်တွေလည်းပဲသူကနှုတ်ပစ်မှာဖြစ်တယ်မနှုတ်ပစ်လို့မရဘူးနော်ဆိုတော့ဆူလိုရာကပါလဲဆိုတော့ကျွန်တော်တို့အည်သွေးရှိတဲ့ယုံကြည်ခြင်းဆိုတာကနော်ဦးနောက်ထဲမှာယုံကြည်ယုံနဲ့မဟုတ်ဘူးလက်တွေ့လှုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်တင်မောတပန်းပီနဲ့အမြင့်ကိုတိုးရမှာနော်ဖော်ရမှာဖြစ်တယ်မေတွေကိုပြန်ဆွရမှာဖြစ်တယ်သူလှုပ်ရမှာဖြစ်တယ်နော်ဒီနဲ့သူမနှုတ်နိုင်လဲနက်ဖန်မနှုတ်လဲတစ်ဘက်ကမနှုတ်နိုင်လဲနောက်နော်သူအဆုံးမှာတော့ဒီမေအတွက်သူအခြားအပြင်တွေစိုက်ပျိုးခြင်းတဲ့အတွက်နော်အမြင့်ထပ်မပေါက်ဖို့သူနှုတ်ပြရမှာဖြစ်တယ်ဒါအည်သွေးဆိုတာကဘာကိုဆိုလို့လဲဆိုတော့ကျွန်တော်တို့လက်တွေ့လှုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်ဒါကြောင့်လူတဦးနဲ့တဦးပြစ်မှားမိတယ်နော်အဲ့ဒီအခါမှာသူနဲ့ဖြန်ဖြေဖို့ရန်အတွက်တဲမှတ်ပေးဖို့ရန်အတွက်စတင်ပြီးတော့လှုပ်ဆောင်ရမှာဖြစ်တယ်နော်အဲ့ဒီလှုပ်ဆောင်ရင်းနဲ့ပဲယုံကြည်ခြင်းတိုးပွားလာမှာဖြစ်တယ်လို့ဆိုလိုတာဖြစ်တယ်နော်ဒါကျွန်တော်တို့မတတ်နိုင်ဘူးသို့တော်လည်းပဲဘုရားတတ်နိုင်တယ်ဘုရားကိုငြိနိုင်တယ်နော်အဲ့ဒါကြောင့်လည်းပဲတပည့်တော်တွေကသူတို့အရန်ခက်ခဲတဲ့နော်ဘဝအပေးတာဝန်ကိုပြောပြတဲ့အခါမှာတဘာဝလွန်နော်အကုန်ကြီးလိုအပ်ကြတယ်ဆုတောင်းတယ်သူဆုတောင်းပြီးတော့လှုပ်လို့ရတယ်နော်ဖခင်ရဲ့စကားတော့ကြားယုံမဟုတ်ပဲနဲ့လက်တွေ့လှုပ်ဆောင်တော်သူတွေဟာနော်ကြောက်ပေါ်မှာအိမ်ဆောက်တဲ့သူတွေနဲ့တူတယ်ကြောက်ပေါ်မှာအိမ်ဆောက်တဲ့သူတွေနဲ့တူတယ်နော်အဲ့ဒီလူတွေရဲ့ယုံကြည်ခြင်းဟာအမေတန်တိုးပွားနေမှာဖြစ်တယ်နော်ကဲလေးချက်နဲ့ဘာဖော်ပြခြင်းလဲဆိုတော့ရှင်လုကာခန်းကြီး19ပိုက်ငယ်9မှာ10ဖြစ်တယ်ယေရှုရဲ့မှတ်ချက်ကတော်တော်ထူးဆန်းပါတယ်နော်ဒီမှာဆိုတော့အဆုံးမှာကြောက်ကြည့်တဲ့အခါမှာမှားထားတော်မူသမျှတို့ကိုကျင့်ချင်းဒီဝတ်ပေယုံမျှတာရှိသည်ဟုဝန်ခံကြလော့တဲ့နော် we have done what our duty to do နော်ချမ်းပိုက်ကိုကြောက်ဖတ်မယ်ဆိုရင်ဒီချမ်းပိုက်ကိုကျွန်တော်ဖတ်ချင်ပါတယ်နော်ခန်းကြီး19ပိုက်ငယ်9နဲ့10အစေပါသည်လေထွင်တော်၎င်းသူနွားချောင်းတော်၎င်းလေပင်မှလာ၍အင်တော့ဝင်တော့အခါသူအစေပါကိုအတော့လာ၍စပွဲ၌လျောင်းလောဟုတင်တို့တွင်အဘယ်သူပြောမနည်းသူအစေပါကိုငါစားเสียဖုတ်ပင်လော့ငါစားတော့စင်တွင်ခါကိုစီး၍ငါကိုလှုပ်ကြွေးလော့ထို့နောက်မှတင်ဒီစားတော့ရမည်ဟုပြောမည်မဟုတ်လောသူအစေပါသည်သခင်စီရင်ဒီအတိုင်းပြုသောကြောင့်သခင်၌ယေရှုတင်တယ်လောယေရှုမတင်ထိုနည်းတူမှားထားတော်မူသမျှတို့ကိုတင်တို့သည်ချင်းပြီးမှငါတို့သည်သခင်၌ယေရှုပြုသောအစေပါဖြစ်သည်မဟုတ်ဝတ်ပေယုံမျှတာရှိသည်ဟုဝန်ခံကြလော့ဟုတ်မင်းတော်မူ၏ဖတ်ကြားသွားတဲ့ကျမ်းပိုက်ပေါ်မှာအရောက်တိုင်းတဖျားတင်ကောင်းကြီးပေးပါစေအာမင်ဆိုတော့ဒီနေရာမှာတပည့်တော်တွေယုံကြည်သူတွေရဲ့အခြေအနေဟာဘာလဲဆိုတော့အစေခံကျွင်းဆိုတော့သခင်ယေရှုခရစ်တော်ကမိမိကိုယ်အစေခံကျွင်းအဖြစ်ပဲတတ်မှတ်ပါအစေခံကျွင်းအဖြစ်ပဲတတ်မှတ်ပါလို့ဖော်ပြထားတာဖြစ်တယ်ဆိုတော့တပည့်တော်တွေဟာပြည့်ညတ်တော်အလုံးစုံကိုလိုက်လျှောက်ရမှာဖြစ်တယ်နော်ဒါကိုနာခံရမှာဖြစ်တယ်ဆိုတော့သူတို့စိတ်ထဲမှာဒါတွေလုပ်ရလို့ဆုလိုက်ရမယ်နော်ငွေချေးတွေရမယ်ခန္ဓာကိုယ်ချမ်းသာခြင်းတွေရမယ်နော်ချမ်းသာကြွယ်ဝခြင်းတွေကောင်းချီးတွေတိုးလာမယ်ဖခင်အမှုလုပ်တဲ့အခါမှာနော်အချင်းချင်းအစေခံတဲ့အခါမှာကောင်းကျိုးတွေအများကြီးဖြစ်လာမယ်လို့မမျှော်လင့်ပါနဲ့အဲ့ဒီလိုနည်းနည်းတောင်မှမမျှော်လင့်ပါနဲ့ဆိုတော့ဒီဝတ်တွေကိုပြုတယ်ဆိုတာကယုံကြည်မှုတစ်ခုဖြစ်တယ်ကျွန်တော်ဝတ်ပြုကိုးကွယ်ခြင်းတစ်ခုလည်းဖြစ်ပါတယ်နော်ဆိုတော့ခုနလိုကျွန်တော်တို့အခုခင်မှာလည်းပဲအများကြီးပဲနော် prosperity တရားဟောချက်တွေအများကြီးကြားတယ်အဲ့ဒီနေရာတွေပဲသွားချင်ကြတယ်နော် healing ဆိုရင်တော့အကုန်သွားပြီနော်ဆိုတော့ prosperity ဆိုရင်တော့အကုန်သွားပြီဆိုတော့အဲ့ဒါတွေမျော်လင့်ပြီးတော့လုံနေဖို့မဟုတ်ဘူးနော်ငွေအပူရှန်တွေရမယ်ကောင်းကြီးတွေခံစားရမယ်ကျွန်တော်ကျမအသက်တာတွေကျမ်းမာမယ်ဆိုတဲ့နော်ရည်ရွယ်ချက်မျှော်လင့်ချက်တွေနဲ့မလုပ်ပါနဲ့တဲ့မင်းတို့နာခံတယ်အဲ့နာခံမှုတွေအားလုံးမှဘာပဲလုပ်အကုန်လုံးအကုန်အစင်နာခံပြီးရင်တောင်မှ
မင်းတို့နာခံတဲ့အရာတွေအလုံးကဝတ်ပြေယုံမျှတာရှိတယ်နော်ဝတ်ပြေယုံမျှတာရှိတယ်နော်ဆိုတော့ဒီလိုသူကပြောတဲ့အခါမှာနော်ကျွန်တော်တို့ကိုပစ်ပေလို့မဟုတ်ဘူးဒါပေမဲ့ယုံကြည်သူတွေရဲ့နော်ကျွန်တော်လှုပ်ဆောင်နေတဲ့အရာတွေအလုံးဟာဘာအတွက်လဲဆိုတာကိုသခင်ယေရှုခရစ်တော်သိစေချင်တာဖြစ်တယ်ကျွန်တော်ဒီလိုလှုပ်ကောင်းကင်နိုင်ငံကိုကြွသွားဖို့လည်းမဟုတ်ဘူးနော်ဆိုတော့အဓိကဒီမှာပြောချင်တဲ့အချက်တော့ဘာလဲဆိုတော့ငါတို့ဟာနော်ကိုရောရဲ့အစေခံတွေအဖြစ်ကိုအတိမတ်ပြုပြီးတော့ကိုငြိုဝွင့်ကြွားမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုတော့ကိုလုံးနေတဲ့အရာတွေဒီမှာအစေခံတဲ့အမှုတွေအများကြီးရှိပါတယ်နော်ဆိုတော့ငါဒီဟာအစေခံလို့နော်ငါအတင်းတော်ဘာမှမထောက်ပံ့ပါလားဘာမှမကြည့်ပါလားဆိုတာတွေနော်ကျွန်တော်တို့ဒီမျောလင်းချက်နဲ့အစေခံကြတာမဟုတ်ဘူးဆိုတာကိုသိဖို့ဖြစ်တယ်ဒါကြောင့်ဒီလိုအခြေကျွန်တော်တို့ရဲ့သခင်ယေရှုခရစ်တော်ရဲ့ဖြစ်စေခြင်းတဲ့အရာတော့ဒီလိုအစေခံနိုင်တာဟာကျွန်တော်ကျမရဲ့အခွင့်ထူးဖြစ်တယ်ဟာလေလုယာအခွင့်ထူးဖြစ်တယ်ဆိုတာကိုသဘောပေါက်ဖို့ဖြစ်တယ်ဒါကြောင့်မလို့ဒီအစေခံနိုင်တဲ့အတွက်ကြောင့်နော်ဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒါကြောင့်ရှင်ပေါလုကအရာရာတိုင်း၌ကျေးဇူးတော်ချီးမွမ်းပါတဲ့နော်ဆိုတော့ကျွန်တော်တို့ဒီကနေပြီးတော့ဆက်ပြီးတော့နံပါတ်5ကို9ရအောင်နော်ရှင်လုကာခန်းကြီး7အပိုင်းငယ်7မှာ19ဖြစ်ပါတယ်ဆိုတော့ဒီမှာကသခင်ယေရှုခရစ်တော်အဓိကသိစေလိုတာကဘာလဲဆိုတော့ကျေးဇူးတော်ကြီးလှပါသည်ဟုဝန်ခံပါတဲ့နော် don't forget to be thankful နော်ကျေးဇူးတင်ဖို့မမေ့ပါနဲ့လို့ပြောချင်တာဖြစ်တယ်ကိုကအစေခံတာနော်အစေခံတဲ့ဘဝလုံနေတဲ့အရာမှန်သမျှဟာငါအတွက်အခွင့်ထူးဖြစ်တယ်ဒါကြောင့်မလို့ဒါကိုလုပ်ရမှာဖြစ်တယ်အဓိကတော့ဆိုလိုချင်တာပါလဲဆိုတော့ဘုရားသခင်ရဲ့ကျေးဇူးတော်ဟာဘယ်အရာနဲ့မှပေးဆက်လို့မရဘူးကိုယ့်ရဲ့အစွမ်းစားနဲ့လည်းပေးဆက်လို့မရဘူးနော်ကိုယ်မှပိုင်ဆိုင်ထားတဲ့အရာတွေနဲ့လည်းပေးဆက်လို့မရဘူးကိုယ့်ရဲ့ချမ်းသာကြွယ်ဝမှုနဲ့လည်းပေးဆက်လို့မရဘူးနော်ဒါကြောင့်မလို့သခင်ယေရှုခရစ်တော်ရဲ့နော်မိန့်မှာသမျှကိုကျွန်တော်တို့ကကျင့်ဖို့ကဒါကိုယ့်ရဲ့အခွင့်ထူးပဲဖြစ်တယ်နော်ကိုယ့်ရဲ့အခွင့်အရေးပဲဖြစ်တယ်ဒီထဲမှာပါလာတာကိုဂီတာတီးတာကိုနော်တော့ချီးမွမ်းကိုယ်ဝေဥဆောင်တာကိုနော်ဒီမှာအာရှာလောက်တာနော်တမျက်စိလှဲတာနော်အကုန်အစုံပါပဲဒါတွေအားလုံးကကျွန်တော်ကျမတို့အတွက်အခွင့်ထူးပဲဆိုတာကိုသိဖို့ဖြစ်တယ်အဲ့တော့နူနာ10ယောက်အကြောင်းကိုတော့ကျွန်တော်မဖတ်တော့ဘူးဒီလိုပဲပြောမှာဖြစ်ပါတယ်ဆိုတော့နူနာ10ယောက်ဟာနော်အဲ့ဒီမတိုင်ခင်မှာကျွန်တော်တို့ခရစ်တော်သွန်သင်တဲ့အချက်တွေကျွန်တော်တွေ့ရတယ်နော်အနှိမ့်ချမှုအကြောင်းတွေနောက်ပြီးတော့ခွင့်ထွက်ခြင်းကျွန်တော်တွေ့မှာဖြစ်တယ်ပြီးတော့နော်ကျွန်တော်တို့အစေခံခြင်းအကြောင်းတွေတွေ့မှာဖြစ်တယ်အဲ့ဒီသင်ခန်းစာတွေရဲ့ပုံသက်တဲ့လက်တွေ့အခုကတော့ကျွန်တော်မြင်ရမှာဖြစ်တယ်နော်အဲ့တော့နူနာဇလန်ကတော့ခုနပြောတဲ့အရာတွေအလုံးခရစ်တော်နဲ့တပည့်တော်တွေဆွေးနွေးမှုတွေရဲ့အခြေခံနော်အခြေခံမှုတွေကိုနော်သေုပ်ပြပေးနေတာဖြစ်ပါတယ်သေုပ်ပြတာဖြစ်တယ်နော်ဆိုတော့ဒီနေရာမှာ10ယောက်နူနာ10ယောက်ကလမ်းဘေးရနေပြီးတော့နော်သူတို့မတ်တရကြတယ်မတ်တရတော့သူတို့သခင်ယေရှုခရစ်တော်တနာတော်မူပါတနာတော်မူပါအော်တောင်းပန်ကြတယ်သခင်ယေရှုခရစ်တော်ဘာပြောလဲဆိုတော့တင်တို့သွားပါတဲ့နော်ယစ်ပရောဟိတ်ကိုပြပါတဲ့ဘာလို့လဲဆိုတော့မောစေရဲ့နော်ပြညတ်တော်ဒီလိုပဲငှန်းထားတာဖြစ်တယ်ဒါကြောင့်ယစ်ပရောဟိတ်တွေဆိုတာကအဲ့တုန်းကဆရာဝန်ပုံစံမျိုးဖြစ်တယ်ဒါကြောင့်သူတို့ကကျမ်းမာပြီးနူမရှိတော့ဘူးလို့အတိမတ်ပြုမှနော်သူတို့ဟာလူတွေကြားထဲမှာပြန်ပြီးတော့ဝင်လို့ရတာဖြစ်ပါတယ်ဒါကြောင့်သူတို့အလင်းအမြန်သွားကြတယ်သွားရင်းနဲ့လမ်းမှာတဲ့အကုန်လုံးနော်အသားတွေနော်အဖို့အထစ်တွေမရှိတော့ဘူးအကုန်လုံးကတန့်ရှင်းသွားတယ်တဲ့အကုန်လုံးကျမ်းမာတယ်အရာဝမ်းသာကြတယ်ဝမ်းမြောက်ဝမ်းသာနေပဲဆက်ပြီးတော့သွားကြတယ်ဒါပေမဲ့အဲ့ဒီထဲကတယောက်တောင်မှဂျူးလူမျိုးမဟုတ်ဘူးလို့ပြောတယ်နော်အဲ့တော့ဆမာရိလူမျိုးတယောက်ဖြစ်တယ်တဲ့ပြန်လာပြီးတော့သခင်ရဲ့ယေရှုခရစ်တော်ရဲ့ခြေတော်ရင်းမှာပြည့်ဝတ်တယ်အဲ့မှာတပည့်တော်တွေရှိတယ်နော်ခြေတော်ရင်းမှာပြည့်ဝတ်ပြီးတော့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်တဲ့နော်သခင်ယေရှုခရစ်တော်ကလည်းပဲအခြားသော9ယောက်ကပဲမှာလေနော်ဒီတယောက်ပဲကျမ်းမာပါသလားနော်တင်းယနေ့အစပြီးတော့တင်းရဲ့အနာရောဂါအလုံးစုံငြိမ်းပြီလို့သူကနော်ပြောလိုက်တယ်ဆိုတော့
ဒီနူနာ10ယောက်စလုံးကနော်နာခံကြတယ်ဒီနေ့လည်းပဲကျွန်တော်နှုတ်ကပတ်တရားတော်နာခံကြတယ်လုပ်ကြတယ်စေဖို့တပုတ်ပေးပါဆိုရင်လည်းပေးတယ်အဝူသီတော်တီးတယ်ဆိုရင်လည်းပေးတယ်အထုံငွေတွေထည့်တယ်ဖះเจ้าသွားတယ်လှုပ်သမျှအကုန်လုံးလှုပ်တယ်အဲ့ဒီလှုပ်နေတဲ့အချိန်မှာနော်ဝင်ငွေတွေတိုးတယ်ဒီလှုပ်နေတဲ့အချိန်မှာစီးပွားတွေလည်းနော်ကောင်းလာတယ်ဒီလှုပ်နေတဲ့အချိန်မှာဟုတ်ပါတယ်ကျမ်းမာခြင်းလည်းကောင်းလာတယ်နော်အဆအဆမှာကျွန်တော်တို့ကောင်းချီးမင်္ဂလာတွေမြောက်များစွာဖြစ်ထွန်းလာတယ်ဒါပေမဲ့နော်အမှန်တကယ်သခင်ယေရှုခရစ်တော်စီပြန်လာပြီးတော့ပြတ်ဝတ်ပူးကွေဖို့ရန်အတွက်တော်တော်များများမေ့ကြတယ်ဒီမှာရှိတဲ့လူတွေမေ့တယ်လို့ဆိုလို့နော်ဆိုတော့တော်တော်များများမေ့ကြတယ်ဆိုတော့လူတွေကဒါ prosperity အတွက်ပဲဖျားရဲ့စကားကိုနာခံတယ်စေဖို့တပုတ်ပေးတဲ့အခါမှာလည်းပဲကောင်းကင်ပရင်းပေါက်တွေဖွင့်ပြီးတော့ကောင်းချီးမင်္ဂလာအကုန်အစင်တွန်းလောင်းဖို့မျှော်လင့်ချက်နဲ့ပဲပေးကြတယ်လှုပ်ဆောင်တဲ့အရာမှန်သမျှဒီလည်းပဲဒီလိုပဲကျွန်တော်တို့လှုပ်ဆောင်နေကြတာဖြစ်တယ်အဲ့တော့အခုနဆာမရီလူတယောက်ကယုံကြည်ခြင်းကတော့ကယ်တင်ခြင်းနဲ့ဆက်ဆိုင်တဲ့ထာဝရအသက်နဲ့ဆက်ဆိုင်တဲ့ကယ်တင်ခြင်းဖြစ်တယ်သူကစိတ်နှလုံးအကျွမ်းမဲ့ခရစ်တော်ယုံကြည်ကူးစားတော်သူဖြစ်တယ်အဲ့ဒီပုဂ္ဂိုလ်ဟာနော်တပည့်တော်များစေမှာလူအများစေမှာလာပြီးတော့ခရစ်တော်စေမှာပြက်ဝတ်ကူးကွယ်တယ်ဆိုတာကနော်ခရစ်တော်ကိုတကယ်မသိဘူးဆိုရင်တော့ဆက်เสียကြီးပဲခရစ်တော်ကိုတကယ်မသိဘူးဆိုရင်တော့အော်ပြီးတော့နော်အများစေမှာတပည့်တော်များပဲရှိနေမှာမဟုတ်ဘူးနောက်လိုက်ပြိတ္တတွေအများကြီးရှိနေမှာဖြစ်တယ်အဲ့ဒီမှာသက်သေခံနေဆိုတာကလွယ်ကူတဲ့ကိစ္စမဟုတ်ဘူးသူဟာစိတ်မှန်နဲ့နော်ဖះကိုဝတ်ပြုကူးကွယ်တာဖြစ်တယ်ခရစ်တော်ကိုသူတည်သွားတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ဝတ်ပြုကူးကွယ်ခြင်းဆိုတာဟာဘာလို့ဖို့လဲဝတ်ပြုကူးကွယ်ခြင်းဆိုတာကနော်ဖះသခင်နဲ့ဘုံတော်ထင်ရှားစေဖို့ဖြစ်တယ်အတူတကွဝတ်ပြုဖို့ဖြစ်တယ်အတူတကွနော်မေတ္တာဖွင့်ဖို့ဖြစ်တယ်ဒါအတူတကွကျွန်တော်တို့စုဝေးဖို့ဖြစ်တယ်အဲ့ဒီစုဝေးခြင်းကိုနော်တမန်ကျမ်းစာထဲမှာလည်းပဲမမေ့မလျော့ဖို့သူကတိုက်တွန်းထားတာကျွန်တော်တွေ့ရတာဖြစ်ပါတယ်ခုနနူနာနော်9ယောက်10ယောက်စလုံးကနာခံမှုတော့သူတို့ပြကြတယ်ယေရှုခရစ်တော်ရဲ့ဂရုဏာလည်းသူတို့ရကြတယ်နော်ဆိုတော့လှုပ်ဆောင်မှုပိုင်းမှာအကုန်လုံးလှုပ်တယ်သို့တော်လည်းပဲနော်ကောင်းချီးမင်္ဂလာပေးပိုင်တဲ့အရှင်သခင်ကိုတော့မသိကြဘူးဒီမှာပြန်လာပြီးတော့နော်ကိုယ်ကိုယ်ဖို့တတိမနေကြတာဖြစ်ပါတယ်ဒါကြောင့်မလို့နိကုံးချုံနေနဲ့ကျွန်တော်ပြောမယ်ဆိုရင်နော်စစ်မှန်တဲ့တပိဖြစ်ချင်းယုံကြည်သူတွေစစ်မှန်တဲ့ယုံကြည်သူတွေဟာနော်နှိမ်ချတဲ့အသက်တာနှိမ်ချတဲ့အသက်တာကိုမနှိမ်ချဘူးဆိုရင်နော်ဖခင်တိုင်နှိမ်ချမှာဖြစ်တယ်နော်ဒါကြောင့်နှိမ်ချတဲ့အသက်တာနှိမ်ချတဲ့အသက်တာဆိုတာကခုနကျွန်တော်ပြောသလိုပဲနော်မိမိညီအကိုအားနေတဲ့လူတွေထိခိုက်လွယ်တဲ့လူတွေကိုနော်စိတ်စီတီးခံခြင်းနဲ့ခွင့်လွှတ်နိုင်ဖို့ဒါမဲ့ဒီခွင့်လွှတ်တာဒီအတိုင်းပဲနော်ကျွန်တော်ခွင့်လွှတ်ပါတယ်ကိုယ်စိတ်ထဲနဲ့မဟုတ်ဘူးလို့ပြောတယ်သခင်ယေရှုခရစ်တော်က quality ရှိတဲ့နော်ခွင့်လွှတ်ခြင်းကသိငယ်တဲ့အရာနဲ့စရမယ်လို့ပြောတယ်သူနဲ့သင်မြတ်အောင်ကိုကစူးစမ်းမှာဖြစ်တယ်သိငယ်တဲ့အရာနဲ့အဲ့ဒီသိငယ်တဲ့အရာနဲ့အစတင်တဲ့အခါမှာကိုယ်ယုံကြည်ခြင်းတိုးပွားလာမှာဖြစ်တယ်ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုပူသိလာမှာဖြစ်တယ်အဲ့ဒါကအင်မတန်မဲ့နှိမ့်ချတဲ့နော်အသက်တာမျိုးကိုဆူလိုတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အသက်တာမှာတဆုံတစ်ခုနော်ဖြစ်လာတဲ့အခါမှာလည်းပဲနော်ဘုရားကိုသတိရဖို့ဖြစ်တယ်နော်ဘုရားကိုသတိရပြီးတော့ပြန်လာဖို့ဘုရားရဲ့ခြေစွတော်ချီးမွမ်းဖို့အတူတကွဝတ်ပြုကိုးကွယ်ဖို့ဖြစ်တယ်ဟေဗဲခန်းကြီး30ပိုင်ငယ်25မှာလူအချုပ်တို့၏ထုံးစံရှိသည့်အတိုင်းတဲ့အချင်းချင်းစီဝေးချင်းအမှုကိုမရှောင်မလွဲကြနဲ့အချင်းချင်းတို့ကိုတိုက်တွန်းနှိုးဆော်ကြလော့ကာလအချိန်ရောက်လို့နီးသည်ကိုထောက်သဖြင့်သာ၍ကြိုးစားကြလော့နော်ဆာလံတရားတစ်နှစ်ဖတ်တဲ့အခါမှာမေချီသားအပေါင်းတို့ထာဝရဘုရားအားကြွေးကြော်ကြလော့ထာဝရဘုရားအမှုကိုဝမ်းမြောက်စွာဆောင်ရွက်ကြလော့ဆွင်လန်းစွာတခြင်းဆိုလက်အထံတော်သို့ဝင်ကြလော့နော်ဆာလံ95:6ထဲမှာလာကြတဲ့ပြတ်ဝတ်၍ကူးကွယ်ကြကုန်အားငါတို့ကိုဖန်ဆင်းတော်မူသောထာဝရဘုရား၏ရှေ့တော်၌လူထောက်ကြကုန်အားဒါကြောင့်မလာကြလို့ပြောတဲ့အခါမှာအိမ်မှာတယောက်တည်းနော်အိမ်မှာပဲကျွန်တော်တို့ဒီပေါ် online နဲ့အဆင်ပြေပါတယ်နော်အိမ်မှာပဲတယောက်တည်းဆူတောင်းလို့အဆင်ပြေပါတယ်လို့မပြောဘူး
ကျမ်းစာတစ်ခုလုံးကနော်စုဝေးပြီးတော့နော်ဝတ်ပြုကိုးကွယ်ဖို့စုဝေးပြီးတော့ချီးမွမ်းဖို့ဒီနေရာမှာသက်သေခံခြင်းအဖြစ်ဘုရားဘုန်းတော်ထင်ရှားစေဖို့လို့ပြောတာဖြစ်ပါတယ်အရောက်တိုင်းကိုဘုရားကောင်းချီးပေးပါစေ